Hello guys, vlogger ပါဒီနေ့တော့မနက်9:00 နာရီလောက်ထားပြီးတော့စပြီးတော့ဒီကျင်ငယ်လုပ်ခဲ့ပါတယ်ကျွန်တော် jogging ကြီးပဲပြေးတာပါ jogging ပြေးလို့အရင်မောလာပြီး happy တက်လာပြီးဆိုတော့မှကျွန်တော် walking လေးနည်းနည်းရှောက်ပြီးတော့ happy ပြန်လျှော့ပါတယ်ပြီးရင်ကျွန်တော် jogging ဆက်ရိုက်ပါတယ်ဒါကတော့ jogging ရိုက်လာရင်လည်းဒါပြည်သူ့ရင်မြင်နာကိုရောက်ရှိလာပဲဖြစ်ပါတယ် Now is 5:45ဒါတော့ဦးဝိစာတာဝိုင်းအောင်ကြော်လာပြီပေါ့နော်အဲ့ချိန်မှာလူကတော့နည်းနည်းတော့ high နေပြီပေါ့နော်ကျွန်တော်ကိုစတင်ပြောင်းလဲတော့မယ်လို့ဆုံးဖြတ်ထားလို့ပါအားမင်္ဂလာပါခေါင်း2026ပေါ့နော်ကျွန်တော် challenge ခေါ်ထားတယ်ကျွန်တော် no alcohol no smoking ပေါ့နော် smoking တော့ပြတ်သွားကြပြီပေါ့နော်အဲ့တော့ကျွန်တော် alcohol တော့မတောက်တော့ဘူးဆို challenge ခေါ်ထားတယ်ခုတာ9:45ရှိပြီကျွန်တော်ကျွန်တော်မင်းပန်းရရှိရရွှေကုန်ဖေးတောင်မမုံနာကိုရောက်ရှိနေရဖြစ်ပါတယ်ကျွန်တော်စမ်းဆောင်တိုင်းစီတီနာနေပြီးတော့စပြီးတော့ jogging ပြေးလိုက်မောလိုက်လမ်းလျှောက်လိုက် jogging ပြေးလိုက်နဲ့စလာရပါတော့ဒါကျွန်တော်ရဲ့ challenge vlog လေးပေါ့နော်အားလုံးပဲ thank you so much guys ဒီမှာစိတ်တူလူတင်နေ confusion တွေအကုန်လုံးစတင်လှုပ်ဆောင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဖြည်းဖြည်းနဲ့တော့တွားရင်နဲ့ရွှေရုံဖျားတောင်မဲမုတ်ထီရောက်လာပါတယ်ဒါဥထောင်ဘူဝိုင်းရောက်ပြီပေါ့နော်ဥထောင်ဘူဝိုင်းရောက်တော့ကန်တော်ကြီးရောက်တော့မယ်ပေါ့နော်ကန်တော်ကြီးရောက်တော့မယ့်အချိန်မှာအစိုးရှိသေးတယ်ကျွန်တော် jogging ပြေးလာလို့အရန်မြန်နေပေါ့နော်ရောက်လာတဲ့အချိန်ကတော့လမ်းလျှောက်ရင်တော့နည်းနည်းလေးမိုးလင်းကောင်းလင်းသွားနိုင်တယ်ပေါ့နော်ခုကတော့ကန်တော်ကြီးထဲရောက်နေပြီဘိုက်အရန်အောင်လို့တွန်းလဲဝင်လိုက်တာနဲ့မိုးလင်းသွားတယ်မနေ့ရောက်ရင်တွန်းလက်ဝင်ရရင်အမှုကလည်းတမှုပေါ့နော်ကျွန်တော်ဒါတော့မှအိမ်ကနေပြီးတော့တွန်းလက်ကိုဝင်ခဲ့ပြီးတော့မှထွက်လာတာဒီလိုထပ်ဖြစ်တာပေါ့နော်တကယ်ကြရက်ဗျာကန်တော်ရောက်တော့ကန်တော်ကြီးမှာတော့လူတွေအများကြီးပဲဒီဘက်ကလာတဲ့လူတွေကောဟိုဘက်ကနေလာတဲ့လူတွေကော What တာမွေဘက်ကလာတဲ့လူတွေကောအများကြီးပဲပေါ့နော်အဲ့မှာလူကြီးလူငယ်မရွေးစပိန်စီးရဲ့လူတွေလည်းအုပ်လိုက်ကြီးရှိတယ်လူကြီးတွေလည်းအများကြီးပဲလူငယ်တွေလည်းအများကြီးပဲအကုန်လုံးကို view site နေကြတဲ့အချိန်မှာအားလုံးပဲကိုလည်း view site ပြီးကျမကြီးနဲ့ညီညွတ်စွာနေထိုင်နေကြပါစေဒါတော့ကန်တော်ကြီးမှာမနေ့စောစောမြင်ရမယ် sunrise ရှုခင်းလေးပေါ့နော်အရင်တာရပါတယ်မှာလူတွေကအများကြီးပါပဲရှေ့တက်မှာအမှလေ့ကျင့်ခန်းလုပ်နေတဲ့လူတွေလည်းရှိတယ်ဟိုးမှာလည်းလူတွေအများကြီးပဲတောက်လျှောက်ပေါ့နော်ဒီကန်တော်ကြီးကတော့လူတိုင်းလာတဲ့နေရာဆိုတော့